ဒီနေ့ကnew feed ပို့လိုက်တော့10တန်းအောင်စင်ထွက်တဲ့နေ့လေးပေါ့နော်အဲ့တော့ကျမရဲ့ဘဝလေးကိုတတိယသွားတာပေါ့နော်ကျမ10တန်းမှာငငယ်လေးကလေးကမိဘတွေကဆရာဝန်ချစ်စေချင်တယ်ပေါ့နော်ကိုကလည်းအဲ့တော့ကတော့ဘာလဲမသိဘူးလေမိဘတွေကကြီးလိုက်မလုပ်မယ်ဆိုဆရာဝန်လို့ပြောထားတဲ့ခါကျတော့ဒီဆရာဝန်လုံးမယ်ပေါ့အဲ့လိုမျိုးပဲစိတ်ထဲမှာရှိတယ်တကယ်10တန်းအောင်စင်ထွက်တဲ့ခါကျတော့လေကိုကဂုံတူး၄ခုလောက်မှန်တာတော့2ခုပဲထွက်တယ်နောက်ခုဆိုတော့ no hope ပေါ့နော်အဲ့ခါကျတော့အရန်ကိုဘာဖြစ်လဲဆိုတော့စိတ်မကောင်းဖြစ်ရတယ်ရှက်တယ်ပေါ့နော်အရန်ကိုစူးစမ်းတဲ့လောက်ရမထင်ခဲ့ဘူးပေါ့အဲ့တော့10ရက်လောက်ရှိမယ်အိမ်ထဲအပြင်မထွက်ဘူးအိမ်ထဲမှာပဲကြိတ်ကြိတ်ငိုနေရပေါ့နော် trauma တစ်ခုလိုဖြစ်သွားတာပေါ့ပြောရမယ်ဆိုရင်အဲ့ဒီ trauma တစ်ခုလိုဖြစ်သွားတကယ်အမှတ်စဉ်ထွက်တဲ့ခါကျတော့ကိုယ့်ရဲ့အမှတ်စဉ်ကဂုံလူးလေးခုထွက်တဲ့အမှတ်စဉ်အမှတ်ရတဲ့လူနဲ့တူလောက်ရှိရယ်ကွယ်ပြောချင်တာကပ်ပြုတ်တာပေါ့နော်ဂုံလူးလေးကပ်ထားလိုက်ပါပြောချင်တာအဲ့ဒါမဟုတ်ဘူးပြောချင်တာပါလေတချို့အကြောင်းအရာတွေကလေကိုမွေးခဲကဒီဘဝမှာဘာလို့ရမယ်ဆိုတာဘတ်ချက်မှာပါပြီးသားကိုရဲ့မွေးစားတာပေါ့နော်ပါပြီးသားအဲ့တော့ကိုကဘလောက်ပဲစူးစမ်းဒီလမ်းကိုကသွားစရာမလိုဘူးဆိုရင်ကံကြမ္မာဖန်တီးလာတာပေါ့နော်ပြောချင်တာလေးอ่ะအဲ့ဒါနဲ့ပြန်စဉ်းစားကြည့်တော့ဒီချိန်မှာပြန်စဉ်းစားကြည့်လိုက်ငါဒါအဲ့ချိန်မှာဆရာဝန်ဖြစ်ခဲ့လို့ရှိရင်ဒီလိုမျိုးနိုင်ငံခြားလဲလက်နိုင်မှာမဟုတ်ဘူးဒီလောက်ကြီးလဲပတ်စံနေချနိုင်မှာမဟုတ်ဘူးဘာလို့လဲအလောက်ကြီး support လုပ်နိုင်မှာမဟုတ်ဘူးလို့တွေးမိတယ်ဘာလို့လဲဆိုတော့ဆရာဝန်ကအရန်ကိုအချိန်ကြီးပေးဆက်ရတယ်အရန်ကိုရင်းနှီးမြှုပ်နှံရတယ်အောင်မြင်တဲ့ဆရာဝန်တယောက်ဖြစ်ဖို့ဆိုတာလည်းမလွယ်ဘူးလေနော်နိုင်ငံခြားထိသွားပြီးတော့ပညာတွေသင်ယူရတယ်ဘာညာဆိုတော့လေအဲ့ဒါကပြန်တွေးကြည့်လိုက်တော့ဒီလိုဖြစ်သွားတာကောင်းမွန်တဲ့အရာတစ်ခုဆိုတာကိုသိလိုက်ရတယ်ပေါ့နော်ငါရဲ့ကံမှာလည်းမပါဘူးဒီလိုမျိုးကိုက7သမားဘုံ7ဘုံဖြစ်တဲ့ခါကျတော့နိုင်ငံခြားနဲ့အကျိုးပေးတယ်ပေါ့အဲ့လိုပုံစံကွယ်သိလားအဲ့တော့ပြောချင်တာကအများကြီးကိုကမျောလင့်ထားပြီးတော့ဖြစ်မလာလို့ရှင်စိတ်တမကြပါနဲ့ကိုနဲ့ထိုက်တန်တဲ့လမ်းနောက်တလမ်းကရှိပြီးသားဒီထက်ကောင်းတာရဖို့အတွက်ဆိုတာလေးကိုတော့သိစေချင်တယ်ဒါကလုံးဝကိုအမှန်တရားတစ်ခုဖြစ်တယ်ပေါ့နော်ပြီးတော့လည်းအဲ့ဒီ trauma ကိုလည်းတော်တော်ကြီးကုလိုက်ရတယ်2008ကလေးကအောင်ခဲ့တာကိုက2022လောက်ထိကအိမ်မက်ထဲမှာ10တန်းဆမွေဖြေလို့ကောင်းနေတော့ဘာလို့လဲဆိုတော့ကိုလူချင်းတဲ့ဟာမရလာတဲ့ခါကျတော့စိတ်ထဲမှာ unconscious mind မသိစိတ်ထဲမှာသွားပြီးတော့ဆွဲပြီးတော့10တန်းကအမြဲတမ်းဖြေနေတဲ့အိမ်မက်ထဲမှာတိလာကိုလူချင်းတဲ့အမှတ်မရခဲ့တော့အဲ့ဒါနဲ့ဒီတိုင်းပဲနောက်ပိုင်းမှာဒီလိုမျိုး healing တွေကိုရဲ့ trauma တွေကုရမယ်လမ်းနေချတွေ့ရတဲ့အခါမှာတော့အခုချိန်မှာတော့တော်တော်ကြီးအဆင်ပြေပါတယ်ဆိုလိုချင်တာကကိုလိုချင်တာမရရင်စိတ်တက်မကြပါနဲ့ဒီထက်ကောင်းတာရှိတယ်ဒီထက်ကောင်းတာရဖို့အတွက်ကို universe ကကိုစမ်းသပ်တာ test တစ်ခုပဲလို့တွေးပြီးတော့ပေါ့နော်အောင်မြင်စွာကိုလန်ကိုရှောက်ကြပါပေါ့နော်အဲ့ဒါလေးပြောချင်တာကျေးဇူးအများကြီးတင်ပါတယ်